ကဲအားလုံးပဲမင်္ဂလာပါအန်နာဝတာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် knowledge sharing တခုလုပ်ပေးချင်ပါတယ်ပင်လယ်ရေဟောက်ပေလီ90မှာကျွန်တော်ဘလို့ရေငုံရမလဲပင်လယ်ရေဟောက်ကအလားတရားတွေပင်လယ်ရေဟောက်ကငါးတွေရဲ့အလားပါမှုတွေကိုကျွန်တော်တို့ကြည့်ရှုခံစားဖို့အတွက်ကျွန်တော်တို့ဘာတွေကိုပြင်ဆင်ရမလဲဆိုတာကျွန်တော်အတွေ့အကြုံတွေကိုကျွန်တော် knowledge အနေနဲ့ sharing လုပ်ပေးချင်ပါတယ်ရှိတဲ့ဒီ license ရှိတဲ့ instructor စီမှာကျွန်တော်တို့စာတွေ့တင်တန်းအရင်တင်ရတယ်စာတွေ့တင်ပြီးပြီဆိုရင်ဒီစာတွေ့နဲ့ပတ်သက်ပြီးတော့ဖိုးရဲ့ knowledge ကိုစာမွဲဖြည့်ပေးရပါတယ်ဒီစာမွဲမှာတော့ကျွန်တော်တို့အမှတ်85ရာခိုင်နှုန်းရမှာကျွန်တော်တို့ဒီလက်တွေ့တင်တန်းကိုစတင်မယ်လက်တွေ့ရတော့ဒီက full training လို့ခေါ်တယ်နော် full training မှာတော့ကျွန်တော်တို့10မိနစ်လောက်ရေကူးပြရတယ်10မိနစ်လောက်ကိုဖော့ပေးပြရတယ်ပြီးရင်ဒီ instructor တွေအနေနဲ့ကျွန်တော်တို့ကိုဒီပစ္စည်းတွေရဲ့အသုံးပြုပုံတွေကိုအကုန်လုံးစစ်ဘလို့အကုန်လုံးတော့စနစ်တကျကျွန်တော်တို့တင်ပေးတယ်ပေါ့နော် okay ဒီဟာစနစ်တကျတင်ပေးပြီးကျွန်တော်တို့ဒီခုကနေ့မှာပဲကျွန်တော်တို့ training တွေအရင်လုပ်ရပါတယ် training ကတော့ကျွန်တော်တို့ဒီအောက်မှာလုပ်ရမယ့် skill တွေပေါ့နော် skill တွေပြီးတော့အဲ့ဒါတွေကိုကျွန်တော်တို့အစမ်းလုပ်ရတယ်ဒီပင်လေတဲမှာတန်းသွားမငုံမယ်နဲ့ဒီဟောပေါ့ဒီခုကနေ့မှာပဲအရင်အစမ်းလုပ်ပြရပါတယ်โอเคဒါကတော့ကျွန်တော်တို့ပထမတစ်ရက်ပေါ့နော်ဒါတော့ကျွန်တော်ပင်လယ်ထဲနောက်တစ်ရက်ပင်လယ်ထဲစရောက်ပြီပင်လယ်ထဲစရောက်ပြီဆိုတော့ကျွန်တော်ဒီပင်လယ်ထဲမှာကျွန်တော်တို့full training ပြီးဆိုပင်လယ်ထဲမှာကျွန်တော်တို့၄ခေါက်လောက်ကျွန်တော်ရေငုံရတယ်ပေါ့နော်တရက်ကို3ခေါက်လောက်တော့အနေအများဆုံးငုံလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတရက်မှာ2ခေါက်ပဲငုံတယ်ပထမတရက်မှာ2ခေါက်ငုံတယ်ဒုတိယနေ့ရက်မှာ2ခေါက်ငုံနေပေါ့နော်တစ်ခါငုံရင်အနည်းဆုံးမိနစ်20လောက်မှာသူက report တင်ပေးရပါဘောเนาะကျွန်တော် report တင်ပေးရတယ်ဒါတော့ကျွန်တော်ပထမရက်ကပြီးသွားတဲ့ဟာပေါ့เนาะဒီရက်တော့ကျွန်တော်မပြတော့ဘူးဒီတိုင်းလေးပဲဒါမှဒီចောင်းသားနေနေနေကြတော့ကျွန်တော်ကင်မရာတွေပါတိုင်းခွင့်မရှိဘူးเนาะဒါကြောင့်တယောက်ယောက်ကပဲကျွန်တော်ပုံပြီးတော့တိုက်ကူလေးထားတာဖြစ်ပါတယ်ပင်လေရောက်တော့ချစ်တူလေးနဲ့ကလည်း trend join ရသည်full training တွေရောဒီ open water training တွေရောကျွန်တော်ပြီးသွားတဲ့အချိန်မှာကျွန်တော်ငွေဆောင်ကမ်းခြေမှာအလားဆုံးဆိုတဲ့လို့ပြောလို့ရတဲ့နေရာပေါ့နော်အဲ့နေရာမှာကျွန်တော်တို့ fun time နေနဲ့ဒီတော့ငုံခဲ့တယ် fun time ဆိုတာကတော့ကျွန်တော်တို့အပျော်ငုံတာပေါ့နော်ဒါ training မှမလုပ်ရတော့ဘူးဒီ license လည်းရပြီးတဲ့အချိန်မှာ license ရပြီးတဲ့အချိန်မှာအပျော်ငုံတာပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ဘာမှတင်ကြမလို့တော့ကိုယ့်အကို easy ငုံလို့ရတယ်ဒါပေမဲ့ကျွန်တော်ရင်ငုံပုံနဲ့တော့ကျွန်တော်ငုံရတယ်ဒီအောင်တော့ကျွန်တော်တို့မိနစ်30ဝန်းကျင်လောက်ကျွန်တော်တို့ငုံခဲ့တယ်ပေါ့နော်မိနစ်30ဝန်းကျင်ကို14မီတာလောက်ပေါ့14မီတာပေအနေနဲ့တွက်ရင်ပေ40ဝန်းကျင်လောက်ကျွန်တော်ပေ40ကျော်လောက်ပေါ့ပေ40ကျော်လောက်ကျွန်တော်တို့ငုံခဲ့တယ်ပေါ့နော်ဒီကတော့ကျွန်တော်ကကိုယ်တိုင်နိုင်ငံတကာတွေရှောက်သွားတဲ့အချိန်မှာလည်းကျွန်တော် license ပြပြီးတော့နိုင်ငံတကာမှာရင်ငုံချင်တဲ့အတွက်ကျွန်တော်ဒီ license ယူထားတာပေါ့နော်ဒီကောင်တော့ open water license certificate လို့ခေါ်တယ်open water certificate ရရင်နိုင်ငံတကာမှာကျွန်တော်ရေတွားငုံလို့ရတယ်ပေါ့နော်တကယ်လို့ကျွန်တော်လိုမျိုးဒီ certificate တွေ open water အတွက် certificate တွေလိုချင်နေဆိုရင်လည်းကျွန်တော်တို့ Anna Water ကိုဆက်သွယ်လို့ရပါတယ်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ပြီးတော့နောက်တစ်ခုကဒီ license မယူဘဲနဲ့ဒီအောက်ကိုပဲတွားကြည့်ချင်တယ်ဆိုအဲ့ကောင်အဲ့လိုလေရတယ်ပေါ့နော်အဲ့ကောင်ကကြတော့ discover in scuba diving လို့ခေါ်ပါတယ် discover in scuba diving ကကြတော့ဒီစာမွဲတွေဖြည့်ကြမလို့ full training တွေလည်းလုပ်ကြမလို့ပေါ့နော်ဒါပေမဲ့ဒီကောင်ကကြတော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီကျွမ်းကျင်တဲ့လူတွေတယောက်အနေနဲ့ကျွန်တော်တို့ကိုခေါ်ဆောင်သွားပေးတာပေါ့နော်